American Federal အစိုးရ Agency များကို DOGE ဌာနရဲ့စည်းကမ်းများနဲ့အညီလှုပ်ဆောင်ရန် American သမ္မတအမိန့်ထုတ်ပြန် American သမ္မတ Donald Trump က Federal Agency များအနေဖြင့် Billionaire Elon Musk ဦးဆောင်တဲ့ American အစိုးရစွမ်းဆောင်ရည်အကဲဖြတ်ရေးအဖွဲ့ DOGE ရဲ့အသုံးစရိတ်ဖြတ်တောက်ခြင်းစည်းကမ်းများအတိုင်းလှုပ်ဆောင်ရမှာဖြစ်ကြောင်းအမိန့်ထုတ်ပြန်လိုက်ပါတယ်။ American Billionaire Elon Musk ကဗျူရိုကရက်များဟာရွေးကောက်ခံမဟုတ်ကြောင်းအမေရိကန်အစိုးရဌာနရဲ့၄ခုကဖွဲ့စည်းပုံနဲ့မကိုင်းညီသောအလုပ်များကိုလုပ်ကိုင်နေကြောင်းသတိပေးပြောဆိုထားပါတယ်။အမေရိကန်သမ္မတဟာ DOGE အဖွဲ့မှစီမံသည့်အတိုင်းဝန်ထမ်းများလျှော့ချရန်နဲ့လုံလောက်မှုရှိသောအစီအမံများအတိုင်းလုပ်ကိုင်ရန်လိုက်နာရမယ်လို့အမိန့်ထုတ်ပြန်ထားပါတယ်။အဆိုပါအဖွဲ့ဟာအမေရိကန်ဆိုရဌာနများရဲ့စွမ်းဆောင်ရည်များဝန်ထမ်းအရေးအတွက်နဲ့အသုံးစရိတ်များကိုလေ့လာပြီးနောက်ဝန်ထမ်းများလျှော့ချခြင်းအသုံးစရိတ်များလျှော့ချခြင်းများကိုလှုပ်ဆောင်ပွဲရှိနေရာညှင်းဖွာမှုများဖြစ်နေကြောင်းလည်းသိရပါတယ်။ Elon Musk ကအမေရိကန်ပြည်သူတွေဟာအစိုးရအဖွဲ့ရဲ့အဓိကအဖွဲ့အစည်းများကိုပြုပြင်ပြောင်းလဲဖို့မဲပေးခဲ့တာဖြစ်တယ်။အမေရိကန်ပြည်သူတွေလိုအပ်တာတွေလှုပ်ဆောင်ရမယ်။နိုင်ငံတစ်ခုအနေနဲ့အမေရိကန်မှာဆက်လက်နေဖို့ကဗဟိုအသုံးစရိတ်များကိုလျှော့ချဖို့မရှိမဖြစ်လိုအပ်ပါနဲ့။ကျွန်တော်တို့မှာရွေးကောက်ခံကိုယ်စားလှယ်တွေထက်ပိုပြီးဩဇာကြီးကနှီးမျိုးစုံနဲ့အုပ်ချုပ်နေတဲ့ဗျူရိုကရေစီအစိုးရဌာန၄ခုရှိပါတယ်။ရွေးကောက်ခံတွေထက်ဩဇာပိုကြီးတဲ့အစိုးရဌာနတွေဟာပြည်သူတွေရဲ့ဆန္ဒကိုရောင်ပြန်ဟပ်တာမဟုတ်ပါဘူး။အဲ့ဒီတော့ကျွန်တော်တို့ပြင်ရမယ့်ကိစ္စပါ။ပြီးတော့လေဒေါ်လာ2 trillion လူငွေပြမှုကိုလည်းဖြည့်ရှင်းရပါမယ်။ဒါတွေကိုမလုပ်ရင်တိုင်းပြည်ချုပ်ချုံကြမယ်။ဆိုလိုတာကနိုင်ငံတော်ကျွေးမြေအတွက်အတိုးပေးချေမှုတစ်ခုတည်းကကာကွယ်ရေးဌာနရဲ့ဘတ်ဂျက်ထက်အအောစရာပါပဲလို့ပြောပါတယ်။ DOGE အဖွဲ့ဟာအမေရိကန်ဆိုရဌာနများရဲ့လုပ်ငန်းတာဝန်များအသုံးစရိတ်များကိုစစ်ဆေးခဲ့ရာ USAID ဌာနနဲ့မကြာသေးမီကအငင်းဖွားမှုများရှိခဲ့ပြီးအဆိုပါဌာနအကြီးအကဲ2ဦးနှုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။ DOGE ဟာဖက်ဒရယ်အစိုးရအတွင်းပြုံးသီးသောအသုံးစရိတ်များကိုဖော်ထုတ်ရန်နဲ့လျှော့ချရန်ရည်ရွယ်ထားသလိုအဆိုပါလျှော့ချမှုများကိုကြီးကြပ်ရန်တိုးချဲ့အခွင့်အာဏာကိုပေးအပ်ထားပါတယ်ရှင်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။